မိမိတို့ Facebook ကောက်ကအပို့တွေပြီးဖြစ်နေ Okay ဟုတ်ပြီဒါဆိုမိတ်ဆွေတို့ရဲ့ Facebook ကောက်လေးထဲဝင်လိုက်ပါကိုယ့်ရဲ့ Facebook ကောက်လေးထဲဝင်လိုက်ပေါ့နော်ဝင်ပြီးပြီဆိုရင်ပေါ့နော်ကိုယ့်ရဲ့ profile လေးတစ်ချက်နှိပ်လိုက်ပါဒီ profile လေးတစ်ချက်နှိပ်ပေါ့နော် profile လေးနှိပ်ပြီးတော့ setting လေးထပ်မှန်ပြီးတော့နှိပ်ပါ setting လေးထပ်မှန်ပြီးတော့နှိပ်ပြီးပြီဆိုရင်ပေါ့နော်ခဏလေးစောင့်ပြီးလက်လေးနဲ့ပေါ်ဆွဲတင်လိုက်ပေါ့နော်လက်လေးနဲ့ပေါ်ဆွဲတင်ပြီးတော့ဒီမှာ activity law ဆိုတဲ့ဟာလေးတစ်ချက်ရှိတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်နှိပ်ပါပြီးပြီဆိုရင်ပေါ့နော်ဒီနေရာမှာဗာနှိပ်ရမှာလဲဆိုတော့တစ်ချက်နှိပ်ရမှာဖြစ်တယ်ပေါ့နော် your Facebook activity ဆိုတဲ့ဟာလေးတစ်ချက်နှိပ်ရမှာဖြစ်တယ်ပေါ့နော်ဒီဟာလေးပေါ့နော်ဒါလေးတစ်ချက်နှိပ်ပါနှိပ်ပြီးပြီဆိုရင်ပေါ့လက်လေးနဲ့ပေါ်ဆွဲတင်ပြီးတော့ဒီမှာ post ဆိုတဲ့ဟာလေးတစ်ချက်နှိပ်ပါဒီဟာလေးပေါ့နော် post ဆိုတဲ့ဟာလေးတစ်ချက်နှိပ်ပြီးတော့ဒီမှာနောက်တစ်ခုကတော့ you are အပို့ပေါ့နော် photo and video ဆိုတဲ့ဟာလေးတစ်ချက်နှိပ်ပါပေါ့နော်ဒီဟာလေးဒါဆိုနှိပ်ပြီးပြီဆိုရင်ပေါ့နော်ခဏလေးစောင့်ပေးပေါ့နော်ဒီမှာကျွန်တော်တို့အကုန်လုံးကိုတင်ထားသမျှအပို့တွေဖြစ်မယ်ဆိုရင်ဗီဒီယိုလေးတပ်ပုံလေးအကုန်လုံးဖြစ်မယ်ဆိုရင်ဒီမှာ all ဆိုတဲ့ဟာလေးတစ်ချက်နှိပ်ပြီးပါတွေ့လားပေါ့နော် all လေးတစ်ချက်နှိပ်ပြီးပြီဆိုရင်တော့ဒါအမိုက်ပုံလေးတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုပေါ့နော်ကိုတင်ထားသမျှဗီဒီယိုတွေအကုန်လုံးပြတ်ပါပြီခင်ဗျာအားလုံးပဲမင်္ဂလာပါပေါ့နော်အဆင်ပြေကြပါစေ